မိမကြိုက်တော့မြူနော် မယူပြအောင် မိမကြိုက်ဘူးလားဒီနေ့လာ ဒီနေ့ချိန်ထားတာ ဒီနေ့လာမှာ ဒီနေ့ချိန်ထားတယ် ရှင်တို့ပြုတ်ပြင်းထားပါနော်တတ်တကြနေပါဧည့်သည်လာတဲ့ခါမှာနော်ကျုပ်ပြဆင်းပြဒီမျက်နှာဓာတ်တွေဒါမျိုးလို့ကျုပ်နော်ကျုပ်က မမီသမီးကြောက်မမသိလားဘိုင်းကကြပြီးအင်ဂျင်နဲ့နေတာအခစ်ဒီဇိုင်းရမမီသမီးကဝတ်တာလေအင်ဂျင်နဲ့မမီသိပါတယ် ဟုတ်ပါပြီကဲကျွန်တော်ဆိုရင်ကိုအော်ရှင်းပါဇက်ကဘာမှပြောစရာအကြောင်းမရှိဘူးရှင်းပါဇက်ပိတ်မျက်စိမိတ် တည်တယ်မျက်နှာ နော်ဒီနေ့မောင်အော်လေးလာမယ်ဟိုနေ့ဘလူမောင်အော်ဘလူ ချက်လီမော ကျက်လီမော့အမလီနိုင်ငံညာပြန်လာတာ ချက်လီမော ကျက်လီမော်လေးနော်ကိုအော်လာတဲ့ခါမှာရှင်းမျက်နှာသတိထားနော်သဘောမတူသလိုဘာလို့ရှင်းမလို့ချင်းဘူးနော်ကြုတ်ကထားပဲ ဟိုမချမ်း ဟဲ့ ဟိုကမဲနေရကြာကြာအနက် အနဲ့ပေါ့ မမရအနက်ပေါ့မမရအနက်ပေါ့ ဒီတော့မဘာလေးကြပြောနေတာတော့သမီးကိုယောက်ျားပေးသားမယ်ဆိုတော့အမလေးဘလို့များဖြစ်နေမှမသိဘူးအမလေးမမလာနေပြီမမလာနေကောင်းမလေးနဲ့မလေးလာလဲလာဝါလဲချစ်စရာလေး ဟိုသမီးနဲ့ပေးစားမှာလားနေယူမှာလား အချင်းတရားကကိုဟော ဟုတ်လား မမရခု သမီးလေးအထက်ထဲကိုခဏဝင်နေဦးတော့ကြောင့်ငါသမီးလေးကိုပြုံးနေတွေ့တော့အားသိင်သွားမမီးကလာကိုမလာနော်သမီးမြန်တော့သမီးမြန်တော့โอ้ရှင်းမယ်တော့ရှင်းဒီမှာထိုင်နေအိမ်နေတဲ့ခါလေးထိုင်နေမလာပြီလားမအိမ်နေတဲ့ထိုင်နေတော့အိမ်နေတဲ့ထိုင်နေတော့ကျုပ်ကတော့ကျုပ်ပေါ့ပြောရမယ်ဆိုရင်ကျုပ်အမေအောက်ကရန်ကုန်သူကိုခမကျုပ်အဖေရတော့အထက်ကမန္တလေးသားသူတို့ချင်းညအကြောင်းပါတော့လင်မယားဖြစ်တယ်ပေါ့ဗျာလင်မယားဖြစ်တော့ဘာလုပ်တယ်လဲဆိုတော့သိကြတဲ့အတိုင်းပေါ့ကုန်းတယ်ဗျကုန်းတယ်ဖဲ့လုပ်တာပေါ့အဲ့လိုပဲလမင်းနှစ်ယောက်ဖွဲ့လို့တော့များမကြကျွန်တော်မွေးတာပဲဗျာမွေးရဆိုတော့တူရောသားလည်းတယောက်တည်းဆိုချစ်တယ်အလိုလိုက်တယ်ညနေမိုးချုပ်တယ်ဆိုရင်သားအစောကြီးအိတ်ကြရောတခါတည်းနိုးတော်မှာအိတ်ချောင်ဆောင်နေသေးတာရလို့လိုက်ကြည့်တယ်သားညီကျော်လေးကြောကြည့်အောင်မရိုက်ဘူးအဖေနဲ့အမေကပြောတယ်ငါကမင်းကြီးလာပြီတဲ့မင်းကိုဟာကိုပြန်ကြည့်တယ်အဲ့ဒါကိုလည်းငုံကြည့်လိုက်တော့ဩငါကြီးနေပါလားပေါ့ကိုယ့်ရဲ့ငယ်တဲ့သူကိုကြည့်တော့ကိုကကြီးရထင်တာပေါ့အဲ့ဒါပဲကျွန်တော်ကြောင်းနေမယ်နွားတွေလည်းတော်တော်ပိန်ပြီပေါ့လေအဲ့တော့ကြောင်းနေလိုက်တာကြောက်တဲ့မုံနှစ်ချက်ကုန်တယ်ပေါ့တဲ့နေပြီလို့ခဏနေအတွက်တာပေါ့ဗျာအတွက်ချက်တွေကလည်းအမတန်လဲပါတယ်ဗျာအတွက်ချက်တွေကလည်းကောင်းချမ်းသာရထားလည်းမပြောနဲ့တော့ကြီးကြီးတဲ့ကိုချမ်းသာပဲပါရထားလည်းမပြောနဲ့သူများလဲတယ်ဆိုတာငမော့ကိုမမီပါဘူးငမော့ဘလောက်မလဲတယ်မနဲ့စာညစာနဲ့ပေါင်းစားတာပဲဒီလိုလဲတဲ့ကောင်မချက်ဆိုဘိုက်ကနေနေတာချက်ဆိုငခွက်ကမီးကြောက်တဲ့ကောင်မဒီလိုကောင်မများပါတယ်ဆိုတာလောကမှာငမော့မမီပါဘူးငမော့ဘလောက်မပါတယ်တငယ်ချင်းနေရပြောတယ်အဲ့ကောင်ငမော့မင်းသိပ်ပါလို့နဲ့ဘောင်းကြီးခံဝစ်တယ်ဒါလည်းကျွန်တော်ကယူမဆိုင်ပါဘူးတောက်ချင်းလည်းတောက်ရိုက်တာပဲကစားရင်လည်းကစားရိုက်တာပဲဟိုနေ့ကလူ၃ယောက်ကျွန်တော်ကိုဝိုင်းရိုက်မလို့ဖယ်ရမလို့ဘယ်ကျွန်တော်ကိုရိုက်လို့ရသူတို့ကဘူးကျွန်တော်ကလား၃ကောင်လေပြောင်းမဲ့ကစားရင်လည်းကစားလိုက်တာပဲဟိုနေ့ကလည်းကုံကန်းဆိုကစားလိုက်တာတူပုံနှန်းတို့ခွေးယူလိုက်တန်းတို့ဒီလိုကစားတဲ့အကောင်မှလုံလောက်တယ်လုံလောက်ဆိုကျွန်တော်ဖေးကဘက်ကရထိုးနေတာလीတကယ်ချမ်းသာတဲ့တထေးသားဒီနေ့ကမိမကိစ္စမိမကိစ္စမှာဆိုရင်တော့ကျွန်တော်ဖေးကတော့လိုက်တာအမတန်ချမ်းသာတဲ့တထေးသားလीအမွေပြပိလိုက်တာလက်စော့တက်လုံးသုံးလုံးဖြိုးလို့မကိုအဖိုးမသေးပါဘူးဒီလက်စော့အခုသားမှာဥအိုဟမ်ဥအိုအိမ်ကိုသူသမီးနဲ့တော့မှာမကြောက်ဟောရောက်ပေါ့မမီအမေသားလေးမမီတွေ့တော့ဝမ်းသာရမမီလာမယ်ဆိုရင်တော့ပါမီတဲ့လာမယ်ဆိုရင်ဖုံးကြလာပါလားမဆက်တော့မမီမာဘီလာကြိုမှာဗောမဆက်တော့မမီအဲ့ဒါဘယ်လွတ်လိုက်တာအားလေးနိုင်ငံညာပြန်လာတာကြာပြီလားကြာပြီနိကြာကားတွေပဲသုံးနေစီပါသေးတယ်ဘယ်လောက်များချမ်းသာလားသုံးပြောသားမှာတော့မပြောပါနဲ့တမမီပါအမှုနဲ့ပြေးလိုက်တာလက်ဆိုအဖိုးမသေးဘူးခိုးမှာဆိုတိတ်လို့ထားကတာအေးဘောကျွန်တော်မှနောက်ကျော်မအေးဘူးနောက်ကလည်းဘာမှမရှိပါလားချမ်းသာတာဆိုနောက်ကျော်မအေးဘူးဒီလိုချမ်းသာတာပါအဖိုးမသေးဘူးဒါတော့ဝယ်မပေးနိုင်ဘူးဒါမို့ကိုဝဲကိုမပေးနိုင်တာအဲ့တော့အဖိုးမသေး
ယူပြောတာပါဗရမဖုံးကြောင့်မြတ်ကြောင့်အင်းစားကြောက်ကတိတ်ကြီးမနိနီလာချမ်းသာကုန်မအုတ်တဖယားကြမှာပလဲကျက်တီကွန်ဖြိုးဝေကိုးသွေနဝရဘောဂျရီကတ်ထားတာ စိတ်နေ စိတ်တွေအဲ့လိုဒီမှာဗရဲနဲ့ဗရဲနဲ့ ဗရမ မများဘူးနည်းနည်းပဲရှိတာလေ ဩအေးဒါ ဒီ ပါ မှာဒီကဖြူလားဖြူလား နီလာ ဖြူနေတယ်လေဒီကမှာငရဲယူချစ်တာနတ်ပြေ6ထားဝေဟိုကြီးအပေါင်းဆိုင်တန်းလို့ ဩဘာကြောင့်လဲ အပေါင်းဆိုင်ရလက်မခံဘူး ဩကြီးတော့ကြီးဒီငွေပြည့်မပေးနိုင် မော ဘူး င်းတာလိုက်တာလက်ရှိမော်တော်ကား3စီး2စီးကခလေးတက်နေလို့ပြားနေတယ် အေးရောဩဘာတော့ ရောတော့ပလတ်စတစ်ကိုထင်မယ် အေးလေဘလားလေမို့ အမကောပါရုပ်ဒီ ပေါ်ပါရုပ်ပါလို့ပြောဩဒီပဲလေ ကြွားရကြမယ်ကြွားရကြမယ်ပြောရင်ကြွားရကြမယ်လဲဆက်မ20 ဟာဘာဆက်တယ် အောက်တရားရှိခွဲဗုဒ္ဓဆက်ဒါကြောင့်ဓမ္မဆက်ကရှိမရှိလို့မလဲရသေးဘူး ဩကောင်းကောင်းပြောတော့မနောက်ပါနဲ့ ချမ်းသာတဲ့တထေးသားပါဇဘာမှတောင်းပုံရဖို့ မင်းပစ္စည်းလား အစိုးရဟာဒီ ဩကိုဟာကိုပြောနေ အဲ့လိုထင်တာအဖေကလည်းဩဇာအာဏာရှိတာအဖေနဲ့တွေ့လို့တရွာလုံးပြားပြားမောက်အဖေကအနှိမ့်တယ် ဩကောင်းကောင်းပြောပါ ကောင်းကောင်းပြောတာပါအဖေကိုဘယ်သူမှကြော်လို့မရ သူ ဘူး ကပမာနေတာတော့ အဖေကမိသက်စင်ပေါ်မှာ ဩကောင်းကောင်းပြောတော့မှာ ကြော်လို့ဩဇာအာဏာရှိတာမပြောနဲ့တရားကွယ်လို့ဟဲ့ဘယ်အိမ်မှမိမထွန်းရ